တာတာမီမီတို့အတွက်ကျန်းမာရေးအာမခံမင်္ဂလာပါရှင်ကျမကတော့မက်ကေခိုင်ဝင်းဖြစ်ပါတယ်ရှင်ဒီနေ့ကျမတို့ချစ်စရာကောင်းတဲ့ကလေးလေးတွေရဲ့အကြောင်းကိုပြောကြရအောင်ကလေးလေးတွေဆိုတာအိမ်ရဲ့ဆဲလဲလေးတွေပါသူတို့ရဲ့ရှင်သန်ရှင်လန်းမှုအပြစ်ကင်းတဲ့ရေတံလေးတွေကကျမတို့မိဘတိုင်းအတွက်ပျော်ရွှင်မှုပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုရဲ့နောက်ွယ်မှာမိဘတိုင်းစိတ်ပူတဲ့ကိစ္စတစ်ခုရှိပါတယ်အဲ့ဒါကတော့ကလေးရဲ့ကျန်းမာရေးပဲဖြစ်ပါတယ်ကလေးဆိုတာစူးစမ်းတတ်ကြပါတယ်ပြေးလွှားဆော့ကစားရင်ချော်လဲတာထိခိုက်မိတာဒါမှမဟုတ်ရာသီဥတုအပြောင်းအလဲကြောင့်ဖျားနာတာမျိုးတွေကဖြစ်ကိုဖြစ်တတ်တဲ့ကိစ္စတွေပါကျမတို့စဉ်းစားကြည့်ပါကလေးတယောက်ရုတ်တရက်ဖျားနာလာတဲ့အခါဒါမှမဟုတ်မမျှော်လင့်တဲ့မတော်တဆထိခိုက်မှုတစ်ခုခုဖြစ်လာတဲ့အခါဘယ်လောက်တောင်စိတ်ပူရတယ်လဲရှင်ဒီချိန်မှာအရေးကြီးဆုံးကစိတ်ပူပန်မှုကြောင့်ကုသမှုကိုနောက်ကျမနေဖို့နဲ့လိုအပ်တဲ့ဆေးကုသမှုကိုအချိန်မီပြုလုပ်ဖို့ပဲဖြစ်ပါတယ်ဒီလိုကာလမျိုးမှာဆေးရုံဆေးကုသဆေးတွေကမနှဲလာပါဘူးเนาะဆေးရုံတက်တာစမ်းသပ်စစ်ဆေးတာတွေဆေးဖို့တွေဒီကုန်ကျစရိတ်တွေကမေမေဖေဖေတို့အတွက်ငွေကြေးအရအခက်အခဲတွေဖြစ်စေနိုင်ပါတယ်ဒါကြောင့်ကလေးအတွက်ကျန်းမာရေးအာမခံထားရှိဖို့လိုအပ်တာပါကျန်းမာရေးအာမခံကကလေးဖျားနာလို့ဆေးရုံတက်ရတဲ့အခါမတော်တဆမှုကြောင့်ဆေးကုသမှုခံယူရတဲ့အခါမျိုးတွေမှာကုန်ကျစရိတ်တွေကိုအာမခံကအကာအကွယ်ပေးတာဖြစ်ပါတယ်ဆေးကုသစရိတ်တွေစိတ်မပူရတဲ့အတွက်ကလေးကိုဘယ်လိုကုသမှုပေးရမလဲဆိုတာကိုပဲအာရုံအပြည့်အဝစိုက်နိုင်ပါတယ်ကလေးရဲ့ကျန်းမာရေးအတွက်ဘာကိစ္စပဲကြုံလာကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်လို့မိဘတွေစိတ်အေးချမ်းသာမှုကိုရရှိစေပါတယ်ကလေးတွေအတွက်အကောင်းဆုံးကိုပဲပေးခြင်းနဲ့မိဘတိုင်းအတွက်ကျန်းမာရေးအာမခံဆိုတာမဖြစ်မနေလိုအပ်တဲ့အရာတစ်ခုပါကျန်းမာတဲ့အနာဂတ်ပျော်ပျော်ရွှင်ရွှင်နဲ့စိတ်ချလက်ချရှင်သန်ကြီးပြည့်နိုင်ဖို့အတွက်အခုပဲကျန်းမာရေးအာမခံကိုပြင်ဆင်ထားလိုက်ကြရအောင်ပါရှင်ဒီနေ့ပြောပြခဲ့တဲ့အကြောင်းအရာလေးတွေကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကျမတို့ AI မြန်မာရဲ့ One Health Solution ကျန်းမာရေးအလုံးစုံအာမခံနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုအသေးစိတ်သိရှိလိုပါကဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်ဒါရပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေကျေးဇူးအများကြီးတင်ပါတယ်ရှင်